Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တူရှိပါ Emperor Type တကောင်ခွဲမျိုးစားလေးကိုကျွန်တော်တို့ရှီဝမျိုးရာဇာစတိုးနေအိမ်မှာတက်ဆင်သွားမှာဖြစ်ပါတယ် Emperor Type ကိုရွေးချယ်ရတဲ့အကြောင်းရင်းကတော့နေကင်းပြီးပြရင်ဆိုလာပထီကနေပြီးတော့စွမ်းအင်ကိုယူမယ်ညာကင်းပြီးပြမယ်ဆိုရင်ပထီတစ်ခုတည်းကနေပြီးစွမ်းအင်ကိုယူမှာမို့လို့ဖြစ်ပါတယ် Emperor Type ကိုတက်ရတဲ့အကောင်ကျိုးတွေတော့အများကြီးရှိတဲ့ထဲမှာကျွန်တော်2မျိုး3မျိုးပြောပြပါမယ်ပထမတစ်ချက်အနေနဲ့မီတာကဆော့ချမယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ Aircon Study လုပ်မှာကျွန်တော်တို့ပထီနဲ့ Emperor Type damage ဖြစ်မှုကိုကာကွယ်ပေးတဲ့ပြင်ပေါ်ပေးတဲ့အပြင်ပထီကိုအချိန်ကြာမြင့်စွာအသုံးဆွဲနိုင်တဲ့အတွက် Emerald Type ကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်။ Emerald Type တွေအမျိုးအစားအများကြီးရှိတဲ့ထဲမှာကျွန်တော်တူရှိပါ Emerald ကိုဘာလို့ရွေးထားလဲဆိုရင်အကောင်ရဲ့ study loading ကကျွန်တော် 1MP နေပြီးတော့စလို့ဖြစ်ပါတယ်။ 1MP နေပြီးတော့ 2MP ကို 3MP 4MP 6MP ကိုဖြည်းဖြည်းချင်းလေးတက်သွားတဲ့အတွက်ကြောင့်ကျွန်တော်ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ဒီကောင်ကကျွန်တော်တို့ running MP မှာဆိုရင်တော့ဒီကောင်အခန်းအေးချိန်အေးလာတဲ့အလျောက်ကျွန်တော် MPR ရဲ့ရောကြသွားမှာဖြစ်ပါတယ် 4MPR 2MPR 4MPR 3MPR 2MPR အဲ့လိုရောကြသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်25နဲ့မောင်းထားတာ25နဲ့မောင်းထားပြီးတော့အေးချိန်တော်တော်လေးအေးလာတဲ့အချိန်မှာကျွန်တော်ထွက်ကြည့်လိုက်တော့ 4MPR ရောက်နေဖြစ်ပါတယ်ပိုအေးလာလေ MPR ကပိုပြီးရော့လေဖြစ်ပါတယ်နောက်ပိုင်းကျွန်တော်တို့25အေးချိန်ပြီးလို့ရက်သွားရင်တော့မှကျွန်တော်တို့ steady run ကြီးကဘယ်တော့မှရှိနေမလဲဆိုရင်2 3မှာပဲရှိတော့မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အခန်းထဲမှာအေးချိန်ရှိနေတာကြောင့်ဒီကောင်ကမလိုအပ်ဘဲနဲ့စက်ကြီးကို MPR အများကြီးနဲ့မောင်းပြီးတော့မှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ပထီကလည်းကြာရှည်ခံတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်